ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့တူရီမောင်ဆိုင် YouTube channel လေးကကိုရီမာတွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရဗျာနော်ကျွန်တော်ခုလာတင်ပြရတဲ့ဗီဒီယိုလေးကတော့မနက်ဖြန်12ရက်6လ2026နော်တောက်ကြနေအပိန်းလေးအတွက်ပွဲသိမ်းလေးအတွက်ကိုမဖြစ်မနေကြားမယ်မင်းဟောကွက်ကလေးတွေရဲ့တကွက်ကောင်းလေးတွေရဲ့လာမျှဝေပေးတဲ့ဗီဒီယိုလေးဖြစ်ပါရဗျာနော်ကျွန်တော်ယုံကြည်လို့လိုက်ထိုးမယ်မောင်ဆိုင်ပေးတဲ့ကဏ္ဍလေးတွေကိုမှထိုးချင်ပါတယ်အောင်ချင်ပါတယ်ပေါက်ချင်ပါတယ်ဆိုတဲ့အကိုမတွေအားလုံးကဗီဒီယိုလေးကိုမရေမကြော်ပဲနဲ့ပြီးဆုံးအောင်ကြည့်ရှုပေးပါဗျာနော်အခုဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ YouTube အမျိုးတူတယောက်ချင်းစီတိုင်းရလဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးစီးပွားဥစ္စာတည်းလားကြီးပွားတိုးတက်ကြပါစေလို့ကျွန်တော်ဘက်ကနေဆုမကောင်းတောင်းပေးလိုက်ပါရဗျာနော်အခုဗီဒီယိုလေးကိုကြည့်ရှုနေတဲ့အကိုမတူတယောက်ချင်းစီတိုင်းရလဲဗီဒီယိုလေးကို like လက်မလေးတယောက်ချက်နှိပ်ပြီးတော့နော် subscribe လေးလုပ်ပေးတော့ပါ share လို့ရတဲ့နေရာမျိုးတွေမှာ share ပေးပါမျှဝေလို့ရတဲ့နေရာမျိုးတွေမှာမျှဝေပေးတော့ပါလို့ကျွန်တော်ဘက်ကနေမြေတ္တာရက်ခံအားပါရဗျာနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မနက်ဖြန်တော့နေတိုင်းကိုသွားမယ်ဗျာနော်မနက်ဖြန်12ရက်6လ2026နော်တောက်ကြနေပွဲသိမ်းနေအတွက်ကျွန်တော်ရဲ့လေးလုံးခွေလေးကတော့126ခွန်ခွေလေးပဲဖြစ်ပါရဗျာနော်126ခွန်ခွေပါကြားတဲ့ကိုယ်မရအောင်ကောမန့်လေးမှတ်မိပါဗျာနော်126ခွန်ခွေပါပတ်တိအနေနဲ့ကတော့3ညပတ်တိ5ပတ်တိပါဗျာနော်ပတ်တိအနေနဲ့ကတော့3ညပတ်တိ5ပတ်တိပါဗျာနော်3ည5ပတ်တိပါနော်ပတ်တိကို line မပတ်နိုင်ဘူးကျွန်တော်ရွေးပေးတဲ့မေယောဂနာလေးလိုပဲစော့ကျင်နေဆိုတဲ့ကိုရီမာတွေအားလုံးကမေယောဂနာလေး like မှတ်ထားပါဗျာနော်3ညနဲ့ပတ်သက်တဲ့မေယောဂနာလေးတွေကတော့3ည2 3ည4 3ည6 3ညခွန်ပဲဖြစ်ပါရဗျာနော်3ညနဲ့ပတ်သက်တဲ့မေယောဂနာလေးတွေကတော့3ည2 3ည4 3ည6 3ညခွန်ပဲဖြစ်ပါရဗျာနော်ကြိုင် comment လေးမှတ်မိပါနော်9နဲ့ပတ်သက်တဲ့မေယောဂနာလေးတွေကတော့9 1 9 2 9ခွန်9 8ပဲဖြစ်ပါရဗျာနော်9နဲ့ပတ်သက်တဲ့မေယောဂနာလေးတွေကတော့9 1 9 2 9ခွန်9 8ပဲဖြစ်ပါရဗျာနော်ကဲမနက်ဖြန်12ရက်နေ့တောက်ကြနေပွဲသိမ်းနေ့အတွက်ကိုနော်တကွက်ကောင်းနဲ့နောက်ဆုံးပွဲအင်းရွယ်လွယ်ဆိုသလိုရကျင်နဲ့ပေါက်ချင်တယ်ဆိုတဲ့ကိုရီမာရအောင်အတွက်ကျွန်တော်ကနေတကွက်ကောင်းလေးထုတ်ပေးထားပါရဗျာနော်ကဲမနက်ဖြန်တောက်ကြနေအပိန်းနေ့အတွက်ကျွန်တော်တကွက်ကောင်းကတော့9 နဲ့3ည9ပဲဖြစ်ပါရဗျာနော်မနက်ဖြန်တော့တကွက်ကောင်းကတော့9 နဲ့3ည9ပဲဖြစ်ပါရဗျာနော်ကဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့အကိုမတူတယောက်ချင်းတိုင်းလဲမနက်ဖြန်တောက်ကြနေမှာငွေတို့ပိုက်နိုင်ကြပြီမင်္ဂလာရှိသောမင်္ဂလာညချမ်းလေးတွေကိုပိုင်ဆိုင်နိုင်ကြပါသေးလို့ကျွန်တော်ဘက်ကနေဆုမကောင်းတောင်းပေးလိုက်ပါရဗျာနော်